သူ့ကိုတိမ်မင်းဆရာဝန်လူစုလိုက်ပြုံလိုက်တက်ခဲ့သူလို့တိထားကြပေမဲ့ဟာအိုရှင်မန်းရဲ့ဇလန်းကထင်ထားတာအထက်ပိုရှုပ်ထွေးပါတယ်။ဗီတင်ရဲ့ GP ဆရာဝန်တယောက်ဟာဘလို့လုပ်ပြီးတော့လူနေရာကျော်ကိုအလွယ်တကူတတ်နိုင်ခဲ့တာလေ။ဒါပေမဲ့နှစ်ပေါင်း20ကျော်ကြာသူ့ရဲ့လူရက်တွေကိုတန်တရားမလို့မဖြစ်ခဲ့ကြတာလေ။ဒီလူကလူနာတွေကိုကဲတင်ဖို့မဟုတ်ဘဲနဲ့လူတက်ဖို့သာဆရာဝန်ဝတ်စုံကိုဝတ်ဆင်ခဲ့ပါတယ်။ဒီဗီဒီယိုမှာသူ့ရဲ့ဘဝအကြောင်းသူ့ရဲ့လူတက်နည်းပြူဟာနဲ့ဥပဒေစနစ်ရဲ့ကြီးမားတဲ့ပြောက်ကွက်တွေကိုဖော်ထုတ်သွားမှာပါ။ဟာအိုဖရက်ဒရစ်ရှမန်ကို1946ခုနှစ်အင်္ဂလန်နိုင်ငံနော်တင်ဟမ်မှာမွေးဖွားခဲ့ပါတယ်။သူအသက်18နှစ်မှာသူ့မိဖုရားဟာအဆုတ်ကင်ဆာနဲ့သေဆုံးခဲ့ပါတယ်။ဒီအချိန်မှာရှမန်ဟာသူ့မိကိုမော်ဖင်အားဆေးတွေထိုးပေးရင်းနဲ့ချီချူဆောက်ရှောက်ခဲ့ရပါတယ်။ဒီအဖြစ်ကသူ့စိတ်ထဲဘလို့ဆွဲထင်သွားစေခဲ့တာလေ။ဒါဟာနောက်ပိုင်းမှာသူ့ရဲ့လူသက်ဖြတ်မှုနီးလန်းရဲ့အစပဲဖြစ်ပါတယ်။စေကြောင်းပြီးနောက်ရှမန်းဟာ1980ပြည့်လော်မှာ GP ဆရာဝန်ဖြစ်စတင်လှုပ်လှုပ်ခဲ့ပါတယ်။ဒါပေမဲ့1985မှာသူ့ကိုပထမဆုံးဆွဲချက်တင်ခဲ့ကြပါတယ်။ရှမန်းကအဲ့အချိန်မှာစီးဆွဲနေခဲ့ပြီးတော့လက်မှတ်တူးတွေနဲ့စေဝါးတွေကိုဝယ်ယူနေခဲ့လို့ပါ။ဒါပေမဲ့သူ့လိုင်စင်ကိုမဖြတ်ဖ ೇನೆ ဒဏ်ချင်းဝင်နဲ့ပဲလွတ်သွားခဲ့ပါတယ်။ဒီဖြစ်ရက်ကဟောင်းနောက်တစ်ချိန်ကျူးလွန်မဲ့အမှုတွေအတွက်လမ်းခင်းပေးလိုက်တယ်လို့ပဲဖြစ်ပါတယ်။1980နောက်ပိုင်းကနေ1998တိရှစ်မန်းဟာသူ့လူနာကိုမော်ဖင်းအလွန်ကျွံထိုးသွင်းပြီးတော့တက်ခဲ့ပါတယ်။အထူးသဖြင့်အသက်60ကျော်မျိုးသမီးတွေနဲ့မိသားစုတွေနဲ့အဝေးမှာရှိနေတဲ့တက်ကြီးပိုင်းတွေကိုအဓိကပြစ်မှတ်ထားရွေးချယ်ခဲ့ပါတယ်။သူဟာလူနာတွေရဲ့အိမ်ကိုသွားပြီးတော့နောက်ဆုံးချိန်ဆိုတဲ့အကြောင်းပြချက်နဲ့မော်ဖင်းကိုထိုးပြီးဆေးထိုးပြီးတော့မိနစ်ပိုင်းတွင်လူနာကတိတ်ဆုံးသွားပြီးတိတ်ဆုံးပြီးတဲ့ချိန်မှာတော့ရှစ်မန်းကတိတ်စင်းကိုအတုလုပ်ပြီးတော့တဘာဝတိတ်ဆုံးမှုအဖြစ်သာဖုံးကွယ်ခဲ့ပါတယ်။သူ့ရဲ့သားကောင်များစုဟာထိကျန်ပြီးမိသားစုနဲ့ခက်ဝေးဝေးနေသူတွေဖြစ်တာကြောင့်သူ့အဖြစ်ကိုဖုံးကွယ်ဖို့လွယ်ကူခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။သူဟာလူနာတွေရဲ့တည်တန်းစာကိုလိမ့်လေပြင်ဆင်ပြီးတော့သူ့တင်ငွေတွေရှာဟုတ်ခဲ့ပါတယ်။1998ခုနှစ်ဇွန်လမှာတော့ကက်ကလင်းဂရန်ဒီလို့ခေါ်တဲ့82နှစ်အဖွားအိုတူတိတ်ဆုံးမှုဟာရှမန်းရဲ့လူသတ်မှုတွေအားလုံးရဲ့အဆုံးသတ်ကိုစတင်စေခဲ့ပါတယ်။ဒါရှမန်းအတွက်အကြီးမားဆုံးအမှားဖြစ်သွားခဲ့ပါတယ်။ဂရန်ဒီရဲ့သမီးဟာသူ့အမေရဲ့တည်တဲ့စာမှာမူပိုင်ခွင့်စာရွက်ဟာအတူဖြစ်နေတာကိုသိလိုက်ပြီးရှမန်းကိုတန်တရားဝင်လာခဲ့ပါတယ်။ရဲတွေစစ်ဆေးတဲ့အခါမှာတော့ရှမန်းဟာဂရန်ဒီရဲ့ပိုင်ဆိုင်မှုတွေကိုလူယူဖို့စူးစမ်းခဲ့တာကိုတွေ့ရှိခဲ့ကြပါတယ်။အဖွားအိုဂရန်ဒီရဲ့အလောင်းကိုတူးဖော်စစ်ဆေးတဲ့အခါမှာလေခန္ဓာကိုယ်ထဲမှာမော်ဖင်းအစိတ်ပမာဏအယမ်းမြင့်မားနေတာကိုတွေ့ရှိခဲ့ပါတယ်။ရဲရီဟာရှမန်းရဲ့လူနာ15ဦးရဲ့အလောင်းတွေကိုပြန်လည်တူးဖော်စစ်ဆေးခဲ့ပါတယ်။အားလုံးမှာမော်ဖင်းအစိတ်သိမ်းမှုတွေရှိခဲ့ပြီးတော့2000ပြည့်နှစ်မှာသူ့ကိုလူ15ဦးတတ်မှုနဲ့ထောင်ဒဏ်ပေးခဲ့ပါတယ်။တရားရုံးရဲ့ဆုံးဖြတ်မှုနဲ့ရှမန်းကိုလူ15ဦးတတ်မှုနဲ့ပြစ်ဒဏ်တသက်တကြုံချမှတ်ခဲ့ပေမဲ့စုံစမ်းစစ်ဆေးမှုတွေကဒါကအတိအကျသက်သေရှာဖွေနိုင်ခဲ့တဲ့အရေးအတွက်သာဖြစ်ပြီးတော့အမှန်တကယ်သူတက်ခဲ့တဲ့လူကြီးဟာ215ဦးဒါမှမဟုတ်ဒီထက်ပိုနိုင်တယ်လို့ယူဆရပါတယ်။2004ခုနှစ်ဇန်နဝါရီ23ရက်နေ့မှာတော့ရှမန်းဟာထောင်ထဲမှာကိုတိတ်ချောင်းကြံခဲ့ပါတယ်။သူရဲ့တိတ်ဆုံမှုကလေဝက်စမ်းကြယ်မှုတွေကိုတိတ်ဆောင်သွားခဲ့ပေမဲ့သူ့ရဲ့ပြစ်မှုတွေကြောင့်ဗီဒီကျမ်းမာရေးစနစ်ရဲ့အားနည်းချက်တွေကိုလူထုကသိရှိလာပြီးကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်စေခဲ့တယ်။ဥပမာဆရာဝန်တိုင်းဟာလူနာသေဆုံးမှုကိုတရားဝင်မှတ်ပုံတင်ရမယ်။မော်ဖင်းလိုအန်ဒီရဲ့ရှိနိုင်တဲ့ဆေးဝါးတွေကိုလည်းထင်းချုပ်မှုတိုးလာတယ်။ဟာရှမန်းရဲ့ဇလန်ကဘလောက်ပဲယုံကြည်ရသူဖြစ်ဖြစ်လူဖွဲ့စည်းရဲ့ယုံကြည်မှုကိုဘလို့အလွဲသုံးစားလုပ်နိုင်နေဆိုတာကိုသတိပေးနေပါတယ်။သူကိစ္စဆရာဝန်တွေရဲ့လုပ်ပိုင်ခွင့်ကိုထိန်းကျောင်းဖို့လိုအပ်ကြောင်းလူနာဆောက်ရှောက်မှုစနစ်ရဲ့အားနည်းချက်တွေကိုမိမောင်းထုတ်ပြခဲ့ပါတယ်။ဒီဖြစ်ရကကြောက်စရာကောင်းပေမဲ့လုံခြုံရေးနဲ့ပြည်စုံတဲ့လူဖွဲ့စည်းတစ်ခုဖန်တီးဖို့သင်ခန်းစာယူစရာပါပဲရှင်။ဗီဒီယိုလေးကိုကြိုက်နေတဲ့ရင်တော့ like share and subscribe လုပ်ခဲ့ပေးပါဦးနော်။ comment မှာလည်းသင်ထင်မြင်ချက်တွေကိုမျှဝေနိုင်ပါတယ်ရှင်။